အားလုံးမင်္ဂလာပါဒီလာမယ့်ဖေဖော်ဝါရီ14ဒုကောင်ပွဲမှာထိုးတက်သွားမဲ့ featherweight ဂျာဖာကပါလူမဖိုက်တာတရားရဲ့ပွဲကြိုအင်တာဗျူးလေးကျွန်တော်တင်ဆက်ပေးခြင်းပါတယ်ဒီဖိုက်တာကကျွန်တော်တို့မြန်မာပြည်သက်တွေနဲ့တော့ဂျင်းနီးပြီးသားလို့ထင်ပါတယ်မြန်မာပြည်သက်တော်များကလည်းသူ့ကိုသိကြတယ်ကြိုက်လဲကြိုက်ကြမယ်လို့ထင်ပါတယ်သူကတော့ဘယ်သူလဲဆိုတော့နီကိုခါရီလိုပါโอเคဒီဖိုက်တာကမြန်မာပိတ်သက်တွေနဲ့မထိုးမြန်မာဖိုက်တာတွေနဲ့တော့မထိုးဘူးသေးဘူးโอเคသူ့ရဲ့ပွဲကြိုအင်တာဗျူးမသွားခင်မှာသူ့အကြောင်းလေးနည်းနည်းလေးပြောကြရအောင်ဗျโอเคနီကိုခါရီလိုကဒီဝမ်းမှာတော်ဆိုးနေရတယ်ပေါ့နော်တပွဲပဲရှုံးသေးတယ်ဗျဒီဝမ်းမှာဘသူ့ရှုံးတာလဲဆိုတော့နဘီကိုသူရှုံးတာနဘီကိုရှုံးအားလုံးကထင်ချင်းပေးကြတယ်အဲ့ဒီဝမ်း190လားမသိဘူးဟုတ်တယ်ဝမ်း190ပါအဲ့မှာနဘီ2025တော့မနဘီကိုသူကနိုင်မလို့အားလုံးကထင်ချင်းပေးတာဘလို့ဒီလောက်နဲ့နဘီကိုသူပိုဆိုပက်ဆေနဲ့ဟိုအလက်ထိုးခံထိသွားတော့ဗျနီကိုခါတို့အဲ့ဒီ channel ကဒီဖိုက်တာကြီးကဘက်တန်ဝိတ်မှာထိုးတာအဲ့မှာနဘီကိုသူရှုံးပြီးတော့featherweightကိုတက်ထိုးသွားရောသူလည်းသူပြောတာပဲနဘီကိုသူမထိုးကျင်တော့လို့သူဝက်တင်ထိုးလိုက်တော့ဘောနော်နဘီကိုသူအဲ့ဒီ channel နဘီကိုသူရှုံးပြီးတော့သူဓာရိုက်featherweightမှာသူတက်ထိုးလိုက်တယ်နှစ်ပွဲထိုးတယ်နိုင်သွားတယ်အခုကတော့ဒီလာပဲစနေနေ့မှာဂျာဖြတ်ကပတ်လူမဘောနော်ဒီဟိုနေနဲ့ခြာတော့နဲ့โอเคဒီနီကိုခါရီလိုကကျွန်တော်မြန်မာပြည်သက်တွေသိမယ်လို့ထင်ပါတယ်ကျွန်တော်အမြင်မှာပါလေသူ့ကိုသိကြမယ်လို့ထင်ပါတယ်ဒီဖိုက်တာကြီးကလက်တီထိုးပါကောင်းတယ်သူရဲ့ဒီ Thai fighter နောက်အိုတို့ဘာလို့သူအလဲထိုးရတဲ့ fighter သူကလည်းဒီဂျာဖြတ်ကပတ်ကိုလေအခုရင်းတစ်ခါရခဲ့ပြီဒီတစ်ခါနဲ့ဆိုရင်အဲ့ဒီ190တော့ကလည်းဒီနဘီနဲ့မှာအခုရင်းတစ်ခါရတယ်နဘီနဲ့အဲ့ဒါလေဂျာဖြတ်ကပတ်ဘက်တဝိတ်မှာပဲအမှလာသူဂျာဖြတ်ကပတ်အမှန်တော့သူ့အရင်တော့ပွဲစီစဉ်ပေးထားတာကြတော့သူနဲ့စူပါလစ်နဲ့နဘီကြတော့နဘီနဲ့နဘတီနဲ့အမှစူပါလစ်ကဒဏ်ရာရပြီးနှုတ်ထွက်သွားတော့ဟို promotion ဘက်ကဒီနဘီကိုဒီနီကိုခါရီလိုနဲ့တည်ပေးလိုက်တာအဲ့ဒီချမ်းစားပြီးတော့ဒီဟိုနေ့ဒီနဘတီရလဲပါဟိုနေ့တော့ဒီနဘီနဲ့မထိုးရတော့ပေါ့โอเคဒါဒီကပတ်ဒီဂျာဖတ်ကပတ်လူတာဒီနီကိုခါရီလိုကအခုရင်းနဲ့ကြံရရှိသွားပါပြီဟိုဒီကြံကြတော့တက်လို့ရှုံးသွားတော့လေထိုးခံထိတယ်အဲ့ဒါဘက်တာဝိတ်မှာfeatherweightမှာတက်ထိုးတယ်အခုခြာတော့စီမာဝင်းနဲ့ဂျာဖတ်ကပတ်လူပေါ့ featherweight ကပတ်โอเคဒီဖိုက်တာရလည်းမဆိုးဒီဖိုက်တာရမိမယူထားတာမကြသေးဘူးသူလည်းโอเคဘယ်သူအကြောင်းစုံလေးသိပြီဆိုတော့ကျွန်တော်တို့သူရဲ့ပွဲကြိုအင်တာဗျူးလေးတစ်ချက်တော့ကြည့်ရအောင်သူဘာပြောထားလဲဆိုတာအရင်တော့လည်းဒီ Thai fighter နဲ့ပဲဗျာ Thai fighter နဲ့ပဲသူဂျာဖြတ်ကပတ်လို့တယ်အခုဒီတစ်ခါမှလည်း Thai နဲ့ပဲ Okay let's go ครับไอ้นี่ผมพูดถึงความพร้อมครับที่จะกลับมาต่อยในวันสำคัญอีกครั้งหนึ่งวันเสาร์นี้ความพร้อมการเตรียมตัวครั้งนี้เป็นไงบ้างครับမင်းအစင်းလေးဖြစ်ပြီလားတဲ့ဒီစနေနေ့မှာထိုးဖို့ဘယ်လိုနေ พร้ လဲ อมค่ะ100%เลยค่ะก็พร้อมสำหรับวันเสาร์นี้แล้วก็เหมือนดีใจที่ได้มาชกในวันไฟท์ไนท์วันเสาร์นี้ค่ะအစင်းလေးဖြစ်ပြီတဲ့ဒီထိုးဖို့ပေါ့လေအရင်ပဲဝမ်းသာတယ်တဲ့ဒီ Wi-Fi နိုင်ဒီစနေနေ့မှာထိုးရတဲ့အရင်ဝမ်းသာတယ်တဲ့နဘီကိုသူကြောက် เจอกับชาโดว์คือเราน่าจะได้ยินเหมือนกับว่าทางมิโกะเหมือนกับรีเควสว่าอยากจะต่อยกับชาโดว์เหตุผลปัจจัยอะไรถึงแบบตอนนั้นบอกว่าอยากจะเจอกับชาโดว์ในตอนนั้นที่เจอกับชาโดว์ที่หลัง
ยุ ဒီကသူ့ကိုပြောတယ်အရင်တော့နေချာတို့စင်ခေါ်ထားတယ်မဟုတ်လားတဲ့ဘလူကလည်းဘလူစစ်ကူပေါက်ပြီးချာတို့မင်းစင်ခေါ်လို့ပေါ့လေ ก็ไม่ได้เหมือนประมาณว่าแบบท้าชาโดหรืออะไรนะคะ แต่ว่ามองว่าทั้งเขาและชาโดเนี่ยเป็นตัวเลือกที่ดีที่สุดในรุ่นเฟเธอร์เวทเพราะว่าตะวันฉายเนี่ยตอนนั้นก็ก่อนที่จะบาดเจ็บก็โฟกัสที่คิกบ็อกซิ่งแล้วมันก็มีการแบบว่ายังไม่มีคนต่อยรุ่นนี้ค่ะมาสักพักหนึงแล้วผมก็เลยมองว่าทั้งเขาและชาโดเนี่ยเป็นคนที่เหมาะสมแล้วก็ควรจะที่ได้มาเจอกันค่ะ จะไป โอเคသူပြောသူများမေးတော့နေချာတို့စင်ခေါ်ထိုးတာဘာကြောင့်လဲပေါ့သူများတို့မေးတော့သူကလည်းသူပြန်ဖြေတယ်သူစင်ခေါ်ထိုးတာတော့မဟုတ်ဘူးတဲ့သူပြောတာဒီ feather weight อ่ะထိုး fighter တွေမထိုးဘူးနော် fighter တွေမထိုးတာတော်တော်ကြာပြီတဲ့ဘာဖြစ်လို့လဲဆိုတော့ဒီဟိုနေဗလာဟိုချန်ပီယံဖြစ်နေတဲ့ဟိုနေရတော့ဒီဟိုနေမထိုးတော့ဘောတော့တဝါချရကိုလက်ရှိချန်ပီယံဖြစ်တဝါချရဒီ feather weight ကပောက်လဲသူလည်းမကာကွယ်ဘူးမကာကွယ်တဝါချရဒီကိပေါစင်ပဲချမ်းပဲမျက်နှာမူနေတော့ဘောဒါကြောင့်သူပြောတော့ဒီဟို feather weight မှာဘာလို့ fighter တွေတိတ်မထိုးတော့ဒါကြောင့်နေနဲ့ငါနဲ့ဒီနေရောက်ငါတို့နေရောက်ထိုးလို့ရှိရင်ကြည့်လို့ကောင်းမှာပွဲအဲ့လိုသူမြင်ပြီးတော့အမှချာတော့သူကစင်ခေါ်ထိုးတာတဲ့ဟုတ်တယ်အဲ့ဒီ channel တွေတဝါချရဒီပေါစင်ပဲချမ်းပဲသူလက်နေတာရဒီမွေးထိုင်းမှာတဝါချရမထိုးသေးဘူးလေအဲ့ဒီ channel အဲ့တဝါချရလိုက်တော့ကိပေါစင်ယူတွေတော့ပွဲစလို့သူရှောင်းတယ်တဝါချရလိုက်ကိပေါစင် ชาโดต่อยเขามีการประเมินผู้ชกอย่างชาโดได้ไงครับ မင်းချာတော့မင်းဘလို့စမ်းမလဲပေါ့ ชาโดก็ทำได้ดีตามปกติตามที่คาดหมาย ဒီချာတော့နောက်ဆုံးထိုးခဲ့တဲ့ပွဲမှာဘာရနဲ့မင်းချာတော့မင်းဘလို့စင်တမတ်ဘလို့မြင်လို့ပေါ့ချာတော့ရဲ့ဆောင်းဆောင်ရင် ค่ะแต่ว่าก็มองว่าไฟล์นั้นมันก็ปกติด้วย เพราะว่าเขามองว่าตัวบัมพล่าเองอะค่ะ ก็ไม่ได้ทำได้ดี ก่อนที่จะโดนน็อกด้วยซ้ำค่ะ ก็เลยไม่ได้มองว่าไฟล์นั้นมันพิเศษอะไรมากอะค่ะ ဒီပြောတဲ့ချာတော့ထိုးတဲ့နောက်ဆုံးပွဲကတော့ထူးဆက်ဆန်းရတော့မဟုတ်ပါဘူးတဲ့ဒီဘာလာကဒီဂိမ်းထဲမှာဒီပွဲထဲမှာပေါ့လေဆောင်းဆောင်ရင်လည်းတိတ်ကောင်းလဲသူမတွေ့ရပါမပြနိုင်ဘူးဒါကြောင့်ဒီဟိုသူဒီဘာလာ KO နဲ့မထိခင်မှာဘာလာကလည်းတိတ်ကောင်းတဲ့ fighter မဟုတ်ဘူးတဲ့ဒါချာတော့ဘာလာပူရတိကိုနိုင်သွားတာတိတ်ထူးဆိုင်တော့မဟုတ်ဘူးတဲ့ คิดว่าในมุมมองของคุณคิดว่าชาโดมีจุดอ่อนตรงไหนครับ မင်းရဲ့အမြင်မှာခြာတော့ကဘာအားနေချက်ရှိလဲသူအားနေချက်ကြတော့လေခြာတော့ပြောခြေတော့ဟုတ်တယ်ဒီခုခါဒီတော့သူနောက်ဆုံးထုတ်ခဲ့တဲ့ပွဲမှာသူခြေတော့ကန်ကောက်မတိုးတယ်သူကန်တဲ့တာဒီကောက်သူရက်နိုင်တယ်လို့ခြေတော့ခုသူများမေးတယ်သူခြာတော့ကဘာအားနေချက်ရှိလဲ Shadow's weakness. ခြာတော့ เราอยากให้คุณทำนาย ခြာတော့အားနေချက် วันเสาร์เนี่ยมันจะจบแบบไหน မင်းခံမကြည့်ရတဲ့လာဘက်စနေနေ့ကြရင်ပွဲကဘယ်လိုမျိုးအဆုံးသတ်မလဲတဲ့ခံမကြည့်ရတဲ့ ก็ทำนายไว้เลยค่ะว่านิโคลเฮโรได้ถือเข็มขัดแน่นอนค่ะ ขอละเอียดอีกนิดนึงยกไหน which round Third. two ยกสองค่ะ ဒါခံမရသလားတော့ငါချန်ပီယံဂျာဖြတ်ကပရပါဘောတဲ့ဟိုကပြန်မေးတယ်မင်းတိတိကျကျပြောကြဘယ်အချီမှလဲဒုတိယအချီမှတဲ့ ถ้านิโคได้แชมป์อย่างแรกที่นิโคจะทำคืออะไร so မင်းချန်ပီယံဂျာဖြတ်ချန်ပီယံဖြစ်မင်းဘာဆက်လုပ်မလဲတဲ့ เข็มขัดไปให้ทั้งโค้ชแล้วก็ทั้งภรรยาค่ะ ဒီဘက်တော့မချန်ပီယံကပရရင်မဟုတ်လေဒီဘက်သူချန်ပီယံကပရလို့ရှိရင်မင်းဘာဆက်လုပ်မလဲပေါ့ချန်ပီယံကပရမင်းဘာဆက်လုပ်သူပြောတာကြတော့နေသူ့ရဲ့ကိုသူ့ရဲ့နီးပြနဲ့သူ့ရဲ့မိမကိုသူသွားပေးမှာပေါ့โอเค เพราะว่าผ่านไปยิงไปได้ครับนิโคมีการตั้งเป้าที่จะข้ามไปต่อยในเกมการคิกบ็อกซิ่งก่อน ဒီပွဲမှာဒီမွေထိုင်ဒီ feather weight မှာမင်းတော်ဖြတ်နိုင်သွားပြီမင်းချန်ပီယံ
ကြားဖြတ်ရသွားမယ်ဆိုရင်မင်းကစ်ပေါင်းစင်ဘက်ဆက်သွားမလားတဲ့ โจก็เขามองว่าเหมือนแบบในอันนี้เป็นแค่ความเห็นส่วนตัวของเขานะคะ คือเขามองว่าคนที่เป็นแชมป์นะคะคือปัญหาตอนนี้คือแบบมีคนที่เป็นแชมป์แล้วก็จะข้ามไปกติกาอื่นๆ มันทำให้กติกานั้นๆเนี่ยคือมันกลายเป็นว่าคนแบบคือเขาไม่ได้มาป้องกันแชมป์เขาก็เลยมองว่าเหมือนแบบว่าถ้าตัวเขาได้เป็นแชมป์เนี่ยยังไงก็ต้องอยู่ป้องกันแชมป์เป็นแบบเป็นสิ่งนั้นจะเป็นสิ่งที่สำคัญที่สุดเนี้ยค่ะก็เดี๋ยวแต่ว่าเขาจะข้ามไปไหมเนี่ยอาจจะต้องรอดูก่อนเพราะว่าเข็มขัดอันเนี้ยเป็นเข็มขัดเฉพาะการอาจจะต้องดูสถานการณ์ก่อนค่ะแต่ว่าถ้าเขาเป็นแชมป์เนี่ยยังไงต้องอยู่ป้องกันแชมป์ โอเคก็ถึงงานมีอะไรจะเราไม่แชมเปี้ยนจากจากกับว่าใหญ่ไม่เก็บเอาเสียงตอนที่เป็นพิราจะเราจะเกล้าตัวแชมเปี้ยนยาตัวเราสิก็ดีจากจากกับว่าบ่เลยแต่แม่ตัวเราจะเราแต่ได้ใจตัวแชมเปี้ยนกับว่าอาศัยยาตัวแค่เราเนี่ยตัววันนี้มาตัวมาตัวจริงเดียวป้าพี่เราเลยสุดแล้วเลยเก็บเอาเสียงตัวป้าแม่มาตัวที่บุราสุดแล้วสินค้ายาวมั้งป้าพี่ยี่จีนส่งกันตัวเราดิแชมเปี้ยนสุดแล้วตัวกับว่าตัวกากวยอะไรยี่จีนส่งเช็ดแต่เจ้าดิเก็บเอาเสียงแบบตัวป้ามาตัวเราสุดแล้วจ้าตัวสินค้ายาวมั้ง ก็นี่ครับพอดีเหมือนกับเราได้ฟังบทสัมภาษณ์ของฟุตบอลแล้วก็น้องโขเขาให้ความเห็นว่าเขามองไปที่ทางว่าแบบชาโดเนี่ยมีประสบการณ์มากกว่าแล้วมีโอกาสที่จะชนะมากกว่ามุมมองของนิโคลความคิดเห็นไงครับพอได้ทราบว่าแบบทางฟุตบอลทางน้องโขให้ความเห็นแบบ He said the same โอเคငါတို့မေးတယ်စူပါဘောနဲ့နောက်ဦးကဒီခြာတို့နိုင်မယ်လို့ခေါ်တာတော့လို့ဘာဖြစ်လဲဆိုတော့ခြာတို့ကပို့ပြီးတော့အတွေ့အကြုံများတယ်တဲ့အမင်းဘယ်လိုမြင်လဲပေါ့ more, didn't they? Yeah, So let's they see. did ก็อันนี้ก็อาจจะต้องรอดูค่ะ เพราะว่าตัวก็เห็นด้วยค่ะว่ามีประสบการณ์มากกว่าค่ะ แต่ว่าเหมือนแบบมีโอกาสชนะมากกว่าเนี้ย อันนี้อาจจะต้องรอดูตัวเขาเองก็ชนะน้องโอมา ซึ่งมีประสบการณ์มากกว่าเขาค่อนข้างเยอะ โอเคသူပြန်ဖြေတာကြတော့စောက်ကြည့်အောင်မယ်တဲ့ဟုတ်တယ်တဲ့ဒါပေမဲ့ခြာတို့ကကျွန်တော်ထဲဟိုအတွေ့အကြုံပုံများတယ်ဒါပေမဲ့တော့အတွေ့အကြုံပုံများတဲ့နောက်ဦးကိုသူကလည်းတီးထုတ်ပြီးသွားပြီတဲ့အဲ့လိုမျိုးသူကလည်းသူပြန်ဖြေတာဟုတ်တယ်ပဲသူနောက်ဦးကိုဆော်တာနောက်ဦးလဲသွားတာပဲအတွေ့ဟိုကပြန်ပြောတော့နောက်ဦးတဲ့စူပါဘောကပြောတယ်ခြာတို့ကနိုင်မယ်ပေါ့ခြာတို့ကပို့ပြီးတော့ဟိုနေတော့တော့အတွေ့အကြုံပုံများတယ် sorry သူပြန်ဖြေတာကြတော့အတွေ့အကြုံပုံများတာတော့လက်ခံပါတယ်ခြာတို့ကဒါပေမဲ့ဒီအတွေ့အကြုံများတဲ့နောက်ဦးတော့သူပြောတာသူစော်ပလော်တီးပြီးသားပဲတဲ့ มีอะไรอยากจะฝากทางด้านของชาดูไหม ခြာတို့ Is ပါ there မာ any ခြင်း message လဲ you တဲ့ would like to send to Shadow No message. no mess ไม่มีค่ะ မရှိဘူး นิดนึงครับขอคำถามถ้าสมมุติคุณในวันเสาร์เนี่ยคุณเป็น Oh, ทีม I แช have ม one ป์ message. Happy birthday. อ๋อมีข้อความค่ะสุขสันต์วันเกิดค่ะวันนี้วันเกิด Shadow โอเค ขอโทษ อ๋อ นะคะอีกที နေရှာတို့ဗာ message ပေးခြင်းလဲသူပြောတာကြတော့ happy birthday တဲ့ရှာတို့ရဲ့မွေးနေ့ โอเค ဒီနေ့ ถ้าวันเสาร์นี้คุณคือนิวแชมเปี้ยน แล้วผู้ท้าชิงคุณคือซูเปอร์บอล คุณคิดยังไง so ได้เลยค่ะ တကယ်လို့ဒီစနေနေ့ကြရင်မင်းကချန်ပီယံအသစ်ပေါ့နော်ဂျာပြချန်ပီယံအသစ်ဆိုရင်တကယ်လို့မင်းကိုစိန်ခေါ်မဲ့သူကစူပါဘောဆိုရင်ဘယ်လိုနေလဲတဲ့ ไม่มีปัญหาค่ะ အဲ့စားမရှိဘူးတဲ့စူပါဘောပဲရတယ် สุดท้ายนี้ฝากอะไรถึงแฟนมวยที่เราชม ပရိသတ်ဘာပြောခြင်းလဲဘာမှခြင်းလဲ lastly any message to the fans who are looking forward to your fight this Saturday Yes. Hello, everyone. Thank you all for always supporting me, even in Thailand. I love you all. Thank you. ก็ขอบคุณแฟนๆทุกคนค่ะทั้งในไทยแล้วก็ในต่างประเทศค่ะ ก็รักทุกคนค่ะ ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်တဲ့ဒီထိုင်းနေရောဒီနန္နကြားသားတွေရောထိုင်းမှာရှိတဲ့ပရိသတ်တွေရောနန္နကြားမှာရှိတဲ့ပရိသတ်တွေရောအားလုံးကိုချစ်တယ်တဲ့โอเคဒီဖိုက်တာကြီးဟာတစ်ချိန်တုန်းကဘယ်တန်ဝဲမှာအရန်ကြမ်းခဲ့တဲ့ဖိုက်တာ
နဘီနဲ့တွေ့မှာပဲသူလည်းကြောက်ပြီးတော့ကြောက်ချီပန်းပြီးတော့ဖက်တာဝဲတက်ထူတဲ့ဖိုက်တာနီကိုခါရီလိုပါသူ့ကြောက်ချီပန်းတယ်လို့ပြောတာအဲ့ဒါသူဝန်ခံလို့ကျွန်တော်ပြောတာသူဝန်ခံဘူးတဲ့နဘီကိုသူဟိုနေလို့သူဝက်တင်ထိုးလိုက်တော့โอเคဒီလာပဲစနေနေ့14ရက်နေ့ချစ်သူများနေ့မှာဖက်တာဝဲဒီချာတော့နဲ့လူမဲ့ဖိုက်တာနီကိုခါရီလိုပါโอเคဆုံးဒီချစ်ရှုပြတဲ့ကျေးဇူးရတင်ပါတယ်